အားလုံးမင်္ဂလာပါကျွန်တော်ကျွန်တဲ့ကောင်းပေါက်ပိုင်းဒီပြင်ပိုင်းလိုက်ပြပါအောင်မယ်တစ်ချက်လောက်အားလုံးမင်္ဂလာပါဒါကကောင်းပေါက်ပိုင်းနေဖြစ်ပါတယ်ကျွန်တော်တို့ကောင်းပေါက်ပိုင်းပြင်ဆင်ထားတာကိုတစ်ချက်လောက်ပြပြရဖြစ်ပါတယ်ဒီမှာကျွန်တော်တို့သုံးတာက22လက်မတွေရယ်33လက်မတွေရယ်ဘောင်းဝမ်2လိုင်းဝေးတွေရယ်ကျွန်တော်တို့ကဒုံးပွင့်လော်တွေမြန်မာလော်တွေဒုံးကျူတာတွေအသုံးပြုပေးထားတာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်education နဲ့ကပီးနဲ့ကျွန်တော်တို့အလှပိုင်းကြီးပြရပါမယ်ကျွန်တော်တို့ကထိန်ဆိုတော့အပြင်စင်ပိုင်းဒီမှာကျွန်တော်တပုံရိုက်ပုံတာအတွက်တီးတက်လုပ်ပြီးထားတာဖြစ်ပါတယ်ဟုတ်လားကျွန်တော်ကထိန်မှာကျွန်တော်တို့အမင်းကျွေးမန်းတဲ့ယုံကိုဆက်လောက်လိုက်ပြရအောင်မယ်ဒါကျွန်တော်တို့ကမင်းကျွေးမန်းတဲ့ကျွန်တော်တို့ဒါဆင်ပေးထားတာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်အခုပြင်ဆင်ပိုင်းကြီးအားလုံးကိုလိုက်ပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ပိုင်း audio ကိုကျွန်တော်တို့ sound box တွေ master ဆင်နေကျွန်တော်တို့ငှားကျင်တာပဲဖြစ်ဖြစ် sound box master ဆင်နေငှားလိုက်ဖို့နာအတွက်အုပ်စုံနေတိတိဆင်မဲ့ညီကိုတွေများလဲကျွန်တော်တို့ကဝယ်ယူနိုင်ပါတယ်ငှားရနိုင်ပါတယ်ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်က3994468245ကိုဆက်သွယ်ရေးငှားရမ်းဝယ်ယူနိုင်ပါတယ်ကျွန်တော်တို့ဒီမှာ service ယူရင်းလည်းလုပ်ပါတယ်အားလုံးမင်္ဂလာပါဒါပိုင်း audio ဒီလိုပါဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်